လာပါဒီနေ့ကတော့ bounce space မှာသွားဆော့မှာဖြစ်ပါတယ်ကစားရတော့မယ်ဆော့ရတော့မယ်ဆိုတော့အရန်ကိုတက်ကြွနေပါပြီခုဆိုရင်တော့ရောက်ရှိလို့လာပါပြီခင်ဗျာပထမဦးဆုံးဘာဆော့မလဲဆိုတော့ကြည့်လိုက်ရင်တော့ဒီ rubber ကြိုးလေးတွေကပျော့လေးလို့ထင်ရပေမဲ့ပလက်လန်ချလိုက်တဲ့အချိန်မှာရောင်းဆိုပြုတ်ကျသွားပါတယ်ခင်ဗျာမသိသေးခွန်းနဲ့ပတ်လေကလိုက်ပြစ်နေတယ်လို့ပဲခံစားလိုက်ရပါတယ်အောက်ပြုတ်ကျသွားတဲ့အချိန်မှာလဲဖော်တုံးလေးခံထားတော့နာကျင်မှုတော့မရှိပါဘူးဗျာခုံနေပေါက်တယ်ခုံနေပေါက်တယ်ခုံနေပေါက်တယ်ခုံနေအော်ပြုတ်ကျပြီ zip line စီးဖို့လုံးပန်းနေရဖြစ်ပါတယ်ဝီနောက်ထပ်ကစားနည်းတစ်ခုကိုစော့ဖို့ပြင်ဆင်နေရဖြစ်ပါတယ်ဒီကစားနည်းလေးကတော့ကြည့်လိုက်ရင်ဒါလှေကတစ်လေးကိုတက်လိုက်ရတဲ့ပုံစံမျိုးဖြစ်ပေမဲ့တိတ်တော့မလွယ်ဘူးဗျသူကအပေါ်ရောက်လာလေသူ့ရဲ့ဒီတိုင်လေးတွေကတုံလေးဖြစ်လာပါတယ်အဲ့ဒီတော့ရင်ကုန်စိတ်လို့ရှားစရာတော့ကောင်းပါတယ်ဗျာကျွန်တော်တို့မနေ့စူးစမ်းပြီးတော့တက်ခဲ့ရပါတယ်ဒါကတော့ rock climbing တက်နေရဖြစ်ပါတယ်ဒီ show ကြီးကတော့လုံးဝအသက်ပဲဗျာလုံးဝရင်ကုန်စရာလည်းကောင်းပါတယ်short 3ခုရှိရဲ့အရင်ဆုံးဒီအပြိုင်အောင်ရင်စီးပြမှာဖြစ်ပါတယ်မနေ့စူးစမ်းပြီးတက်နေရပါတယ်ဒီပန်းရောင် show ကြီးကလည်းလုံးဝမိုက်ပါတယ်ခင်ဗျာအောက်ကိုစင်းချောင်းရဲ့အချိန်မှာဝုန်းဆိုပြီးတော့ပြန်ပြီးလူပါဒလိန်ကောင်ကိုပြုတ်ကျသွားပါတယ်ဒီ show ကတော့အမြင့်ဆုံးပါပဲဗျာရှင်နေခုံနေပါပြီစီးပါတော့မယ်1 2 3အမလေးဗျာလုံးဝပျော်စရာကောင်းပါတယ်Spider-Man လေးလာပါပြီခုံတယ်ပေါက်တယ်နေအောင်ခုံကတ်လိုက်ပါတယ်မကြေနဲ့သေးလို့နောက်တစ်ချိန်ထပ်ပြီးတော့ခုံပြီးကတ်လိုက်ပါပြီတော်တော်အီစိမ့်သွားပါတယ်ကလေးတွေနဲ့အပြိုင်လူပြီးစော့ခဲ့ရတဲ့နေရာလေးတစ်ခုပေါ့ဗျာဒီဘောလုံးကြီးနဲ့လည်းတယောက်တည်းတိုင်နေပတ်ခဲ့ပါသေးတယ်ကြည့်ပါဦးဗျာမနေ့ပြန်ထနေရအားရပါရကစားလုပ်ပြီးပြီဆိုတော့ပြန်လိုက်ပါအောင်မယ်ခင်ဗျာအားလုံးပဲတက်တာ